မလေးမနေ့စောစောစီစီရဲကလိုက်ခံရတဲ့ပထမဆုံးတွေ့ကြုံပေါ့နော်အမေရိကရောက်ပြီးတော့ကားမောင်းလာတဲ့တစ်နှစ်ကျော်အတွင်းမှာပထမဆုံးရဲကလိုက်တာခံလိုက်ရတာကွာမောင်းနေနဲ့ဟိုကားမှာပဲအာယုံရှိပြီးတော့လေဘေးတွေပါလည်းမကြည့်မိဘူးပေါ့နော်ကွာမောင်းနဲ့မိုင်း80ကျော်သွားတာတဲ့မိုင်း80ကျော်လို့ကြော်မတော့မသိပါဘူးကားကလည်းရှင်းနေတာကွာမောင်းသွားနေကြလမ်းဆိုတော့လေကွာလည်းမောင်းတာပေါ့နော်ညီမဆိုကွာ55လောက်မောင်းရင်တော့မှဘေးကနေပြီးတော့ကြော်တက်သွားကြတာတွေပဲ55ပေးထားရင်တော့မှလေ60လောက်မောင်းလို့ရှိရင်ဘေးကကားတွေကအကုန်ကြော်တက်သွားကြတာကြီးပဲဆိုဘေးကလူတွေကကိုရီထက်ပို့ပြီးတော့မိုင်းကြော်မောင်းကြတယ်ပေါ့နော်အမလီကိုကြမှာပဲမိုင်း80ကျော်လို့တဲ့ဘာလည်းမသိပါဘူးမောင်းเนี่ยကားအာယုံမရှိရတွင်းဆိုပြီးတော့ရဲကအတန်ရှိရပါတော့သူတို့ရဲရက်ခိုင်းတာပေါ့အဲ့လိုကြည့်လိုက်တော့ရဲကအတန်ကြားနေကြည့်လိုက်ကောနောက်မှရဲကကြီးဟာတေရောဆိုပြီးတော့အဲ့နဲ့လမ်းဘေးကိုထိုးရက်လိုက်ရတာပေါ့ထိုးရက်လိုက်ပြီးတော့သူကစင်းမလာဘူးသူကကိုယ့်ချိန်တွေကိုကြည့်နေရလေကိုကအန်ရပေးမဲ့လူလားပါလားဆိုသူကသူ့ရန်ကြည့်နေသူ့ကားရန်ကြည့်နေကိုလည်းသူစင်းမလာတော့ကိုစင်းရမယ်မှတ်ပြီးတော့ကိုကကားပေါ်နေစင်းလိုက်တယ်ပေါ့စင်းလိုက်တော့သူကနေထွက်လာပြီးတော့ကားထဲမှာပဲနေတဲ့လို့ကိုလည်းနားမလဲလို့ထမ်းပြီးတော့ကားထဲမှာပဲနေတဲ့သူလာခဲ့မယ်ပေါ့လားအဲ့လိုပြောတာပေါ့အဲ့တော့ကိုလည်းကားထဲပြန်ဝင်နေတာပေါ့ခဏနေတော့သူရောက်လာကားပြီးနာနင်းနဲ့ဟယ်လိုတဲ့နင်းနဲ့ကားမိုင်းကျော်မောင်းလို့တဲ့ဆိုပြီးတော့ဟုတ်လားလို့ဘယ်သွားမှာလဲကိုကဒီလိပ်စာပဲပေါ့နော်ပြောလိုက်တယ်ပြောလိုက်ပြီးတော့ driving license ပေးတယ်အဲ့နဲ့ပေးလိုက်တယ် driving license renew လုပ်ထားတဲ့ဟာအဟောင်းရောနှစ်ခုလုံးပေးလိုက်တယ်ပေးပြီးတော့ insurance ပေးလိုက်တယ် insurance ကြည့်ပြီး insurance ကလည်းနောက်လာကုန်တော့ဟုတ်တယ်လို့ငါနောက်လာကုန်တော့မှာလို့အဲ့နဲ့ခဏနေတော့သူက driving license ကိုသူကားပဲနားကိုပြန်ယူသွားပြီးတော့ပြီးခဏနေဦးတော့ဆိုပြီးတော့ကား license ကိုယူသွားပြီးဘာမှတ်လဲတော့မသိဘူးပြီးတော့ပြန်လာပေးတယ်ပြန်လာပေးပြီးတော့နင်းနဲ့ဟိုပါပေါ့ဟိုနောက်ဆိုလို့ရှိရင်တဲ့ဒီလိုဖြစ်လို့ရှိရင်ကားထဲမှာပဲထိုင်နေတဲ့မသိဘူးလေနော်ပထမဆုံးတွေ့ကြုံဆိုတော့အဲ့လိုမသိလို့ငါလို့ဒါပထမဆုံးတွေ့ကြုံ first time မှာလို့အဲ့နဲ့ပြောလိုက်ရတာပါပြောလိုက်ပဲရပြီတဲ့သွားတော့ဆိုပြီးတော့အဲ့နဲ့ကိုလည်းမောင်းထွက်လာတော့ तू ကနောက်ကနေတောက်လျှောက်လိုက်လာခဏလောက်ပေါ့နော်9မိနစ်လောက်လိုက်လာကိုလည်းမိုင်းတိုင်တွေကလည်းဘလောက်မိုင်းတိုင်ကလည်းဘလောက်မောင်းမှလည်းမသိရေးလည်းမရေးထားတော့လေအဲ့နဲ့45 50လောက်အခုဖြည်းမောင်းတာဖြည်းမှတော့နောက်ကနေတောက်လျှောက်လိုက်လာပြီးပြီးလိုက်ပြီးတော့တော်တော်လေးကြာတော့မှအဲ့ဒါနောက်ကိုကြည့်လိုက်တော့မှမရှိတော့ဘူးပထမဆုံးရေကလိုက်ခံရတဲ့တွေ့ကြုံမှာ